ဂျပန်တွေကိုဘောလုံးကန်တဲ့အောင်တင်ပေးခဲ့သူမြန်မာလူမျိုးဦးကျော်တင်အားလုံးပဲမင်္ဂလာပါခင်ဗျာဂျပန်လူမျိုးတွေကိုဘောလုံးပညာသင်ကြားပေးခဲ့တဲ့မြန်မာနိုင်ငံသားဦးကျော်တင်အကြောင်းပဲဖြစ်ပါတယ်ဂျပန်နိုင်ငံဂျပန်လူမျိုးတွေရဲ့ဘောလုံးလောကကိုဤစနစ်မျိုးစေ့ချစတင်ပေးခဲ့သူဟာမြန်မာနိုင်ငံသားတို့ဖြစ်တဲ့ဆိုရင်အံ့ဩသွားကြမလားဗျအမှန်ပါပဲသူဟာမြန်မာလူမျိုးစစ်တယောက်ပါသူကတော့ရခိုင်တိုင်းရင်းသားဦးကျော်တင်ပဲဖြစ်ပါတယ်ဦးကျော်တင်ရဲ့မွေးဖွားရာဇာတိကိုအတိအကျမသိရပေမဲ့မွေးဖွားခုနှစ်ကတော့1900ပြည့်နှစ်ဇွန်လဝန်းကျင်လို့ဂျပန်မှတမ်းမှတ်ရများရသိရပါတယ်1920ဝန်းကျင်မှာတော့မြန်မာလွတ်လပ်ရေးရဲ့မီးရှူးဒီဇိုင်းရခိုင်အာဇာနည်ဆရာတော်ဦးဥတ္တမကပညာသင်ကြားဖို့အတွက်ရခိုင်လူငယ်9ဦးကိုဂျပန်ပြည်ကိုခေါ်ဆောင်သွားခဲ့ပါတယ်အဲ့ဒီလူငယ်9ဦးထဲမှာဦးကျော်တင်လည်းတဦးအနေနဲ့ပါဝင်ခဲ့ပါတယ်အဲ့ဒီအချိန်ကဂျပန်မှာလက်ရွေးစင်ဘောလုံးအသင်းတော်မရှိသေးပဲတက္ကသိုလ်ကျောင်းသားတွေရဲ့အပျော်ရမ်းအသင်းလောက်သာရှိပါသေးတယ်ဒီနေ့မှာတော့ဦးကျော်တင်တယောက်သူစာသင်ကြားရတဲ့ကျောင်းနီးနားမှာလေ့ကျင့်ရေးဆင်းနေကြတဲ့ဂျပန်ဘောလုံးအသင်းတစ်သင်းကိုတွေ့သွားခဲ့ပါတယ်ကစားသမားတွေအားဘောလုံးလိမ်သွားရကိုအုပ်စုလိုက်တစ်သင်းလုံးပြေးလိုက်နေကြတာကိုဦးကျော်တင်တွေ့လိုက်ရတဲ့အခါမှာတော့တတိပညာမနေသားဆိုသလိုသူကိုယ်တိုင်တွားရောက်တင် जा ပြသပေးခဲ့ပါတော့တယ်။ဤစနစ်ကြတင် जा ပေးတဲ့ဦးကျော်တင်ကိုဂျပန်ကစားသမားတွေကလေးစားသွားပြီးဒိုဂျိုထက်တန်းကျောင်းမှာအချိန်ပိုင်းဘောလုံးအသင်းနီးပြဆရာဖြစ်ခန့်အပ်ခဲ့ပါတယ်။ထပ်မံကမိတ်ဆွေဖြစ်သူရှီဂျီယိုရှီဆူဇူကီရဲ့ပန်ကြားချက်အရဝါစီတာထက်တန်းကျောင်းကိုပြောင်းရွှေ့ကနီးပြလုပ်ခဲ့ပါတယ်။ဦးကျော်တင်ရဲ့တငယ်ချင်းဖြစ်သူဆူဇူကီကတော့လက်ထောက်နီးပြအဖြစ်တာဝန်ယူခဲ့ပါတယ်။ဒါပေမဲ့လည်းသူကိုယ်တိုင်ကလည်းကျောင်းတက်ဖို့ရကလည်းရှိနေသေးတာကြောင့်တင်နန်းသားတွေကိုဒီဇိုင်းမတ်ဂျမတ်စွာနီးပြလေ့ကျင့်ပေးနိုင်တာမျိုးတော့မဟုတ်ခဲ့ပါဘူး။1923ခုနှစ်မှာတော့ဒိုဂျိုနီးပညာတန်းမြင့်ကျောင်းကြီးအားနာမည်ကြီးကန်တိုငလျင်တန်းခံလိုက်ရပြီးစာဆက်မတင်နိုင်တော့ပါဘူး။ထိုကာလကိုရောက်မှသာနိုင်ငံအနှံ့မှာလည်းဘောလုံးနီးစနစ်ကိုတွင်ကျယ်စွာနဲ့ဖြန့်ဝေမှုတွေကိုစတင်လှုံ့ဆော်ကြပါတော့တယ်။ဝါစီတာကျောင်းကလည်းဖလားရရှိခဲ့ပါတယ်။အရင်ကဘောလုံးနဲ့ပတ်သက်တဲ့ပြိုင်ပွဲတိုင်းအောင်မြင်မှုမရရှိခဲ့တဲ့ဒိုဂျိုထက်တန်းကျောင်းအသင်းဟာဦးကျော်တင်လက်အောက်မှာလေ့ကျင့်ရေးစင်ဦးကျော်တင်ရဲ့သင်ကြားပြသမှုအောက်မှာလေ့ကျင့်ကြရင်နိုင်ငံလုံးဆိုင်ရာထက်တန်းကျောင်းများဖိတ်ခေါ်ပြိုင်ပွဲ All Japan High School Football Tournament မှာ1923-24နှစ်နှစ်ဆက်တိုက်နှစ်ကြိမ်ဆက်တိုက်ပိုးဆွဲနိုင်ခဲ့ပါတယ်။ဒီလိုနဲ့ပဲဂျပန်အစိုးရရဲ့ကမ်းလှမ်းချက်အရဂျပန်နိုင်ငံလုံးမှာရှိတဲ့စာသင်ကျောင်းတွေစီကိုတွားရောက်ခါဘောလုံးပညာကိုလှည့်လည်သင်ကြားပေးခဲ့ပါတယ်။ဂျပန်ဘောလုံးလောကဖွံ့ဖြိုးတိုးတက်ရာအတွက်ရည်မှန်းပြီးလဲဤစနစ်ဆိုင်ရာစာအုပ်တအုပ်ချန်ပီယံစုပေးဖို့တောင်းဆိုလာတာကြောင့်1923ခုနှစ်ဩဂတ်စ်လမှာတော့ How to Play Association Football အမည်ရစာအုပ်ကိုတပည့်တချို့နဲ့ပေါင်းကအင်္ဂလိပ်ဘာသာနဲ့စတင်ရေးသားပြုစုပေးခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဒီစာအုပ်ကိုဂျပန်ဘာသာပြန်ဆိုပြီးထုတ်ဝေရေးသားခဲ့ပါတယ်။ဒီစာအုပ်ဟာဂျပန်နိုင်ငံမှာဆိုဘောလုံးနီးစနစ်အကြောင်းကိုသဘောတရားနီးစနစ်နဲ့ရှင်းပြပေးနိုင်တဲ့ပထမဆုံးသောစာအုပ်လည်းဖြစ်ပါတယ်။စာအုပ်အတွင်းရေးစာများသာမကမျက်လုံးနဲ့မြင်သာစေရန်အတွက်တရုတ်ဘောပုံများကိုပါထည့်သွင်းရေးဆွဲထားတာပဲဖြစ်ပါတယ်။ဒါအပြင်ဂျပန်တို့ရဲ့ဘောလုံးပညာတိုးတက်မှုရဲ့အစပြုရာဖြစ်ခဲ့ပြီးပထမဆုံးသောနီးစနစ်စာအုပ်လည်းဖြစ်ခဲ့ပါတယ်။ဦးကျော်တင်သင်ကြားပေးခဲ့တဲ့ဘောလုံးသမားတွေဖွဲ့စည်းထားတဲ့ဂျပန်လက်ရွေးစင်အသင်းဟာ1930 Far Eastern Championship မှာတရုတ်နိုင်ငံအသင်းနဲ့ပူးတွဲပိုးဆွဲခဲ့ပါတယ်။1919ခုနှစ်တုန်းကဆိုထိုပြိုင်ပွဲမှာပဲဖိလစ်ပိုင်အသင်းကို15ခုနဲ့အရှက်တပွဲရှုံးနိမ့်ခဲ့တဲ့ဂျပန်အသင်းဟာသူတို့ရဲ့ပထမဆုံးနိုင်ငံတကာဆုတံဆိပ်ကိုဦးကျော်တင်ကျေးဇူးကြောင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။1924ခုနှစ်မှာတော့ဂျပန်နိုင်ငံရှိသူ့ရဲ့ပညာတော်သင်ကာလပြီးဆုံးလို့အမိမြန်မာနိုင်ငံစီကိုပြန်လာခဲ့ပါတယ်။မြန်မာပြည်ကိုပြန်ရောက်ချိန်မှာဆိုစစ်ဘေးကြီးကိုရင်ဆိုင်ကြုံတွေ့နေရခိုင်းမို့စစ်ဘေးလဲဆောင်ရင်တရင်ဆနာလည်းပျောက်သွားခဲ့ရပါတယ်။တစ်ဖက်သားရဲ့ကျေးဇူးကိုအင်မတန်မှတည်ရကြတဲ့ဂျပန်လူမျိုးတွေကတော့ဦးကျော်တင်ကိုကျေးဇူးဆက်ရှင်လို့လိုက်ရှာခဲ့ပေမဲ့လည်းဦးကျော်တင်နဲ့တကွသူ့ရဲ့ဆွေမျိုးသားချင်းတွေရဲ့တရင်ဆနာဟာယခုထိပျောက်ကွယ်နေဆဲပဲဖြစ်ပါတယ်။ဦးကျော်တင်ကိုတော့ JFA ရဲ့ Hall of Fame မှာအောက်မေ့တရိယစွာထည့်သွင်းဖော်ပြထားပါတယ်။ဂျပန်တွေဟာမြန်မာအသင်းနဲ့ကန်ရတဲ့ပွဲစဉ်တွေဆိုသူတို့အနေနဲ့မြန်မာလူမျိုးဖြစ်တဲ့ဦးကျော်တင်ရဲ့ကျေးဇူးကိုမမေ့ကြောင်း V9 ပုတ်တွေနဲ့ပြသလိုက်ရှိပါတယ်။မြေစမ်းခရမ်းမျိုးလေ့ကျင့်သင်ကြားပေးမဲ့သူမရှိဘဲအဆင်ပြေသလိုသာလေ့ကျင့်နေရတဲ့ဂျပန်ဘောလုံးလောကကိုအဆင်ပြေတိုးတက်အောင်မျိုးစိတ်ချပေးနိုင်ခဲ့တဲ့ဦးကျော်တင်ရဲ့တမိုင်းဟာဂျပန်နိုင်ငံမှာခမ်းနားခဲ့ပေမဲ့လည်းမြန်မာနိုင်ငံမှာတော့အစာနာရှာမရအောင်ပျောက်ဆုံးနေခဲ့ပါတယ်။ဂျပန်ဘောလုံးသမိုင်းမှာတော့မြန်မာနိုင်ငံသားရခိုင်လူမျိုးဦးကျော်တင်ဟာဂန္ဓဝင်ပုဂ္ဂိုလ်တဦးအဖြစ်နဲ့ထေဝါစွာတည်ရှိလို့နေပါတယ်။အားရှမှာမြန်မာလူမျိုးတွေကဉာဏ်ရည်အကောင်းဆုံးနဲ့အတော်ဆုံးဆိုတာညင်းမရပါဘူး။ခေတ်စနစ်ကြောင့်သာအစွမ်းစာတွေကိုဖော်ထုတ်ခွင့်မရဘဲမိခဲ့ပြဖုံးဖြစ်နေခဲ့ရတာပါ။ကျွန်တော်တို့နိုင်ငံကြီးတိုးတက်ပြောင်းလဲသွားမဲ့တချိန်သောအခါမှာဆိုရင်တော့ဖြင့်ဦးကျော်တင်လိုပုဂ္ဂိုလ်မျိုးတွေများစွာပေါ်ထွက်လာပြီးအခြားသောနိုင်ငံမှာရောမြန်မာနိုင်ငံမှာပါတန်မိုးထားဂုဏ်ယူခြင်းတွေခံရဖို့ရမျှော်လင့်မိပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။